ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကမင်းနှုံးမင်းစီကိုထူးဆန်းစွာရောက်ရှိလာတဲ့နဂါမင်းရဲ့တမန်တော်မောင်ရဲအကြောင်းကိုကျွန်တော်တင်ဆက်ခဲ့ပါတယ်။ဒီဗီဒီယိုဟာ TikTok မှာ2 million view ကျော်တဲ့အထိအားပေးကြည့်ရှုသူများပြားခဲ့တာကိုတွေ့ရပါတယ်။ဒီဇလန်းကပုံမြင်တန်တိုင်းလိုတကယ်ဖြစ်ရမှန်လိုနဲ့စမ်းကြဲလာပါတယ်။အခုတလောလူတွေကလည်းနဂါဆိုတာနဲ့စိတ်ဝင်စားကြပါတယ်။ပြီးတော့ကျွန်တော်သတိထားမိတာကပြီးခဲ့တဲ့လပိုင်းတွေအတွင်းကစပြီးမြန်မာနိုင်ငံမှာနဂါတွေပူးကြပါတယ်။အခုထိလည်းပူးနေကြပါတယ်။အဟုတ်ပူးကြတာလားလုတ်ပြီးပူးကြတာလားဆိုတာကတော့ကာရကန်ရှင်တွေအတိဆုံးပဲဖြစ်မှာပါ။ဘာပဲဖြစ်ဖြစ်နဂါတွေခစ်စားလာတော့ကျွန်တော်လည်းအခုတလောနဂါအကြောင်းတွေတိုက်အကြောင်းတွေကိုစိတ်ဝင်စားမိပါတယ်။အထူးသဖြင့်တော့နဂမလေးတွေဆိုရင်ကျွန်တော်ပိုပြီးစိတ်ဝင်စားမိပါတယ်။ထူးဆန်းတာကတော့နဂါတွေပူးပြီးဟေ့ဆိုရင်မင်းကလေးတွေကြီးဖြစ်နေတာထူးထူးခြားခြားမှုသတိထားမိတာပါ။ကဲဒီတစ်ခါတော့ဏီရန်နေချီပြီးစကကြောရှည်မနေတော့ပါဘူး။နဂါအကြောင်းတွေတိုက်အကြောင်းတွေကိုဖတ်မှတ်လေ့လာမိတဲ့လောက်ပြန်လဲဖောက်တဲ့ချောက်ကိုပြင်ဆင်ထားပါတယ်။ကျွန်တော်နာမည်ကျော်စွာပါဒီတော့နဂါဘာလဲဆိုတာအရင်ဦးဆုံးလေ့လာကြည့်အောင်ပါနဂါဆိုတာကတက္ကရာနဲ့ပါဠိဘာသာစကားဖြစ်ပြီးဟိန္ဒူနဲ့ဗုဒ္ဓဘာသာကျမ်းဂန်တွေအရအလွန်ကြီးမားတဲ့မွေကြီးတွေကိုခေါ်ဆိုခြင်းဖြစ်ပါတယ်အမှန်ပြောရရင်တော့နဂါတွေဟာတိရစ္ဆာန်မျိုးနဲ့ဝင်နေတာဖြစ်ပါတယ်ဗုဒ္ဓဘာသာကျမ်းဂန်လာဖော်ပြချက်တွေအရနဂါမျိုးပေါင်း1024မျိုးရှိတယ်လို့မှတ်သားရဘူးပါတယ်နဂါမျိုးစားတွေထဲမှာတချို့သောနဂါတွေဟာရှေးကုသိုလ်ကံအဟုန်ကြောင့်ကမ္မစိတ်တကူတွေရှိကြပါတယ်အထူးသဖြင့်ဘူကြီးတထနဂါမျိုးနွယ်တွေဟာနဂါမှန်းမသိအောင်နဂါသဏ္ဍာန်နဲ့မနေပဲလူပုံသဏ္ဍာန်ဖန်ဆင်းပြီးနက်ဝင့်တန်စာနဲ့နေကြပါတယ်လူရောင်ဖန်ဆင်းနိုင်တယ်လို့ကျမ်းဂန်တွေကဆိုထားပါတယ်ဒီတော့နဂါတွေဟာတကူပါဝါရှိကြတဲ့အတွက်ရှေးခင်တွေကကိုးကွယ်ကြတဲ့အစဉ်လာတွေရှိခဲ့ကြပါတယ်အထူးသဖြင့်ပကံခေတ်ကအကြီးကြီးတွေလက်ထက်မှာနဂါကိုးကွယ်မှုဝါဒတွေထွန်းကားခဲ့ဘူးတယ်လို့ဖတ်မှတ်လေ့လာဘူးပါတယ်ဖျားရှင်မပွင့်မီကလေးကပုပ်ကူတူတွေတရဝါဆန်းတွေကိုအကြောက်တရားနဲ့ကိုးကွယ်မှုတွေရှိခဲ့ကြပါတယ်အဲ့ဒီကိုးကွယ်မှုအစဉ်လာတွေဟာဖျားပွင့်ပြီးဒီကနေ့ခေတ်ထိတိုင်အောင်အကျွင်းကြံနေအဖြစ်ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။နဂါတွေဟာဖျားသမိုင်းတိုက်သမိုင်းတွေမှာတော်တော်များများနေရာယူထားကြပါတယ်။နဂါတိုက်တွေတိုက်ဆောင်နဂါတွေနဂါမဲတွေကဒီကနေ့ခေတ်ထိတိုင်အောင်ယုံကြည်လက်ခံထားကြတာဖြစ်ပါတယ်။ဒီနေရာမှာနဂါပူးကြတာတွေပေါ်ကျွန်တော်အမြင်ပြောရရင်နည်းနည်းလေးတော့မယုံကြည်မိပါဘူး။စာပေကျမ်းဂန်တွေအရတကူပါဝါရှိတဲ့နဂါတွေဟာလူရောင်ဖန်ဆင်းနိုင်တယ်လူကိုဖန်ဆားနိုင်တယ်လို့ပဲဖော်ပြကြပါတယ်။လူကိုဝင်ရောက်ပူးကတ်တယ်လို့ဖော်ပြတာကျွန်တော်အနေနဲ့မတွေ့ဘူးသေးပါဘူး။ရှမ်းဦးစီတန်ကြားတဲ့အခါတကူလုံးတွန့်လိန်ပြီးနဂါပူးကြတဲ့အမျိုးသမီးအများစုဟာယုံကြည်သက်ဝင်မှုလွန်ခဲ့ပြီးမိမိစိတ်ထဲရှိရာကိုမထိန်းသိမ်းနိုင်ခြင်းဖြစ်တယ်လို့စိတ်ပညာရှုထောင့်အရာတချို့ကသတ်မှတ်ထားကြပါတယ်။ဒီလိုမျိုးတစုံတရာဝင်ရောက်ပူးကတ်တယ်ဆိုတဲ့ဖြစ်စဉ်တွေဟာကျွန်တော်တို့တနိုင်ငံထဲမှာလည်းမဟုတ်ဘဲတခြားဘာသာတခြားနိုင်ငံတွေမှာလည်းအုပ်စုလိုက်ပူးကတ်တယ်လို့မျိုးဖြစ်တာတွေရှိတတ်ကြပါတယ်။လောကီပညာရှုထောင့်ကကြည့်မယ်ဆိုရင်နဂါပူးတာမဟုတ်ပဲတခြားလမိုင်းပူးကတ်တာတွေလည်းဖြစ်နိုင်ပါတယ်။ခြေထောက်ဝါဒရှုထောင့်အရာကြည့်မယ်ဆိုရင်နဂါဟာတိရစ္ဆာန်ဖြစ်တယ်လို့လက်အုပ်ချီစရာကိုးကွယ်စရာလည်းမလိုအပ်ပါဘူး။သူတို့အတွက်ရည်စူးပြီးအလှူဒန်းပြုလုပ်အမျှတန်းပေးဝေစရာသာဖြစ်ပါတယ်။နဂါတွေကသူ့ဘာသာနေကြတဲ့အတွက်မျက်မုံးကျိုးစရာစော်ကားလောင်ပြောင်စရာလည်းမလိုအပ်ပါဘူး။နဂါကိုအသုံးချကိုကျိုးရှာချသူတွေကိုသာထောက်ပြဝေဖန်ရမှာဖြစ်ပါတယ်။နဂါဆိုတဲ့အတန်ကြားတာနဲ့ဓာတ်ရောင်ရောင်နဲ့ရောင်ရောင်တိုက်ဆက်ပထန်းဆက်ရောင်ရောင်သမားတွေကခေါင်းထောင်လာကြပါတယ်လက်အုပ်ကလေးတစ်ချီချီဖြစ်လာတတ်ကြပါတယ်နဂါမဲတော်ကြီးတိုက်နှန်းရှင်သခင်မကြီးအဆရှိသဖြင့်ယူသည်ခံရလာတတ်ကြပါတယ်ကျွန်တော်ပြောတာကဟိုရောင်ရောင်ဒီရောင်သမားတွေကိုသာဆိုလိုခြင်းဖြစ်ပါတယ်လောကီပညာလမ်းကိုဂုဏ်သိက္ခာရှိစွာရှောက်လန်းနေကြတဲ့ဆရာမများကိုဆိုလိုခြင်းမဟုတ်ကြောင်းသိစေအပ်ပါတယ်အွန်လိုင်းပေါ်ကနေပေါက်တက်ကရလုပ်နေကြတဲ့ရောင်60နဂါမဲတော်တွေကိုလည်းအစ်စ်မှန်လောကီပညာရှင်တွေကနှစ်သက်ကြမှာမဟုတ်ကြောင်းကျွန်တော်ပြောရဲပါတယ်ဒီလိုကိစ္စတွေကြောင့်လောကီပညာရဲ့နယ်ပယ်အသီးသီးကပုံကူကြီးတွေလည်းရောရောင်ပြီးအထင်မှားခံနိုင်ရတဲ့အတွက်အစ်စ်နဲ့အတူခွဲခြားကြဖို့အချိန်တန်ပြီလို့ကျွန်တော်ယူဆမိပါတယ်ဒီတော့တိုက်အကြောင်းတိုက်ဆက်တွေအကြောင်းကိုဆက်လိုက်ကြအောင်ပါတိုက်ဆိုတာကမျိုးစုံရှိကြပါတယ်မြန်မာမှာတော့ဖျားစီရီနဲ့ဆိုင်တဲ့တိုက်တွေများကြပါတယ်ဖျားစီရီတွေတီးတဲ့ခါရနာပစ္စည်းတွေကိုဌာပနာတိုက်ထဲထည့်သွင်းလှူဒန်းလေးရှိကြပါတယ်နောက်တစ်ချိန်ဇီတော်ပျက်စီးယိုယွင်းလာရင်မုံမှန်နိုင်မှုရည်ရွယ်တာမျိုးရှိတယ်လို့တချို့ကြတော့လေနောင်ဖျားရှင်ပွင့်တဲ့အခါလှူဒန်းနိုင်မှုရည်ရွယ်တဲ့တိုက်တွေလည်းရှိကြပါတယ်။တိုက်နှန်းရှင်တွေဆိုတာကတော့အဲ့ဒီတိုက်တွေကိုထိမ့်သိမ်းဆောက်ရှောက်ရတဲ့ပရလောကသားတွေဖြစ်ကြပါတယ်။ဥစ္စာဆောင်လို့လည်းခေါ်ကြပါတယ်။တချို့သောတိုက်နှန်းရှင်တွေဟာနောင်ဖျားပွင့်တဲ့အထိထိမ့်သိမ်းဆောက်ရှောက်ရမယ့်တာဝန်ဝတ္တရားရှိတဲ့အတွက်ဘဝတွေပြောင်းပြီးတိုက်ကျိုးဆက်ကြရပါတယ်။ရောက်လျာဘဝမှာမိမိတို့တာဝန်မိမ့်မသွားအောင်ဘဝဆက်တွေကတနည်းနည်းနဲ့ဆက်သွယ်သတိပေးလိရှိကြပါတယ်။သူတို့ကိုတိုက်ဆက်တွေလို့သတ်မှတ်ကြပါတယ်။တိုက်ဆက်ရှိသူတွေဟာလူ့ဘဝရောက်ရှိကိုင်မှာဆိုင်ရာတိုက်နှန်းရှင်တွေချမှတ်ပေးထားတဲ့တိုက်စည်းကမ်းတွေကိုလိုက်နာကြရပြီးသာသနာပြုလုပ်ငန်းတွေကိုလည်းဆောင်ရွက်ကြရပါတယ်။ကိစ္စတွေပြီးမြောက်တဲ့အခါအချိန်တန်တော့တိုက်နှန်းကိုပြန်ကြရပါတယ်။
အခုခေတ်မှာတော့အဲ့ဒီတိုင်တန်းရှင်တွေနန္ဒကားတွေကိုလက်အုပ်ကလေးတစ်ချီချီနဲ့ကိုးကွယ်အားကိုးကြတာတွေမြင်တွေ့ရပါတယ်တကယ်တော့ဒါတွေကကိုးကွယ်အားထားရမှာမဟုတ်ပါဘူးလောကီအကျိုးစီးပွားအတွက်လက်လာပါပေါ်ကျွယ်ဝဖို့အတွက်လောဘစိတ်နဲ့ပူဇော်ပတ်သက်မှုတွေကထေရဝါဒနဲ့မလျော်ညီပါဘူးတကယ်တော့တိုင်တန်းရှင်တွေတာဝန်ကရှေးလူတွေလှူဒန်းထားတဲ့ဥစ္စာပစ္စည်းတွေကိုထိမ့်သိမ်းဆောက်ရှောက်ဖို့နဲ့သာသနာပြုဖို့အတွက်သာဖြစ်ပါတယ်နောက်ပြီးရှမ်းဦးစီတန်ကြားတိုင်းအချိန်မရွေးနေရာဒေသမရွေးပူးကတ်နေရအောင်သူတို့ကအားရနေကြတာမဟုတ်ပါဘူးပြီးတော့မိမိကိုယ်ကိုတိုက်ဆက်ရှိသူဆိုပြီးအယူထနေကြတဲ့ယောဂါတွေကလည်းရည်စရာကောင်းလာပါတယ်တိုင်တန်းရှင်ဥစ္စာဆောင်ဆိုတာပြိတ္တာမျိုးနွယ်တွေဖြစ်တဲ့အတွက်ဂုဏ်ယူစရာမဟုတ်ပါဘူးတကယ်တော့ဖရာတရားတန်ခါတီတာကျွန်တော်တို့ရဲ့ကိုးကွယ်ရာအစစ်ဖြစ်ပါတယ်တိုင်တန်းရှင်တွေနန္ဒကားတွေဆိုတာကကျွန်တော်အပေါ်ကပြောခဲ့တဲ့အတိုင်းသူတို့အတွက်ရည်စူးပြီးအလှူဒန်းပြုလုပ်အမျှတန်းပေးဝေစရာသာဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်နဂါးတွေတိုင်တန်းရှင်တွေနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အမြင်သဘောထားလေးတွေကိုလည်း comment မှာမှတ်ချက်ရေးခဲ့ကြပါအောင်နောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြအောင်ပါ